ပြန်သိမ်းလိုက်တဲ့ကိစ္စမျိုးမှာပင်ငါလီနှထောင်လွှဲပြောင်းလက်ခံရတကောင်ရံမဆင်းကောက်လိုက်တော့9တန်းกว่าဘီယာတွေတောင်ဈေးတက်တော့မယ်ခမဟိုမှာချင်းသေး3ရုပ်တစ်စိမ့်နဲ့တိုင်နန်းငါအန်တီဒေါ်တော်အမတ်လုပ်ဖို့ကြံရUniversity ကျောင်းသားများကဆန္ဒပြမကြခင်မှာစိုက်ကားနေတော့မယ်အလားမြေခုံများရင်ကုန်မဟာအော်ဒီယာ Facebook လို့ခေါ်သလားရင်ကုန်မဟာတကယ်အဆုံးချတပလီချာဟာမန်ငါကလာတွေပါChannel အတူလာသိချင်လို့ပါမီဒီယာတွေမေးပေးကြပါဟာ MPT ကဖုန်းကတန်းချီချပေးလာမောင်ကိုဝယ်ရင်1000ခွဲစေးတောင်ရယာမနီပြည်ရောက်ထိုးသမရကိုလှောင်ရဲတာဘယ်ကောင်တွေလဲဆဲကြမိုးမွန်သွားကိုလိုနီခေဖို့တုတ်တို့လိုလူမိုင်းများတာကေတာတလောပြောက်ဖောက်လို့ကြော်ကြ哦，人工家，人工嘛哈，哦ဒီ呀 Facebook လို့ခေါ်သလား人工嘛哈，တည်အဆုံးကြတပလီချာဟာမန္တလေးကကလားတွေနဲ့ဗျာ